တိုင်းပေါ်မှာကြော်ကြားနေတဲ့ဗီဒီယိုဖိုင်တွေဒါပမောင်းတစ်ခုကတော့ကာမာလေးရဲ့ဘောင်းကြီးကျုပ်လာဘူးမှမရှိဘူးလားပါတယ်ဗီဒီယိုဖိုင်ထဲမှာဆိုရှင်တော့ဘောင်းကြီးရှင်းပွဲထားတဲ့ကာမာလေးရဲ့ဘောင်းကြီးအောက်ကန်ထားကန်ထားပြီးတော့ဝင်စီးပေးလိုက် မနေတော့ဖြစ်နေရတော့နော်ဒီဖိုင်လေးကိုတူတူကြည့်ကြအောင်အောက်တင်ချအောက်တင်ချနေအောင်ဖတ်တာစိတ်ထားတော့တဲ့နေအောင်စိတ်ထား တော့ကြာမှန်တော့你改了，哎，公司在那个，保米啊，保米，你要个保米多好米多，啊，那个是你保米来没来，保米来没来， ဘေးပေါက်ကဝင်လာလေ 叫了你们几个改了， တေချာကြည့်ရှိပြီးတဲ့တကလာမှာ 那你都高兴了， ဒီတော့ကောက်ပါ弄出来一个，那个呗，那 အဲ့ဒါချက်ရတိတိရမ်းရောကြည့်နော်အဲ့ဒါကြောင့်မို့လဲတော်သေးအောင်ကြည့်ကြည့်ဆိုရှင်တော့တကယ်ကိုမလွဲစရာဘူးဒီလိုပြောတယ်နောက်တဲ့ဗီဒီယိုကတော့ဒါကောင်လေးနဲ့ကောင်မလေးနဲ့ဆုံးတဲ့ဘက်မှာကောင်မလေးကိုကောင်လေးကချော့ပြောတာချော့နေရပါတော့ကောင်မဒါသူတို့နဲ့ကရင်ချစ်တာကမှဒါကားနောက်မှာဝင်ပြီးချစ်တာပေါ့နော်ဒါပေမဲ့လည်းအပေါ်စီးကနေဗီဒီယိုမှတ်တဲ့တင်ထားတဲ့ခါကျတော့ဒီဗီဒီယိုတွေကလည်း live ပေါ်မှာပြန့်နှံ့လာပြီးအချမ်းကိုမှသူကြည့်နေရတယ်ပေါ့နော်တော့ကြည့်နေရပါတယ်ဒီပိုင်းလေးကလည်းကောင်မလေးနဲ့ကောင်လေးတော့ဒီစားတော့ဘာလို့လဲကြံချစ်လိုက်ဆိုပုံစံမျိုးပါပဲဒါကောင်လေးရဲ့တော်တော်နဲ့ခံထူတော့ပြီးအောင်တောင်းလိုက်ရှာတယ်ဟုတ်လားဟိုကလေးဘိုင်းတိုင်းတိုင်းပါလို့သိနောက်တစ်ခု live ပေါ်မှာအခုနာမည်ကြီးနေတာကတော့ဒါတဲဆိုင်တိုင်းဒေတာဒီမင်းညုံနယ်ကကြောက်ချူတာပရိယတ်တိစတဲ့လက်ကပုံပုံတစ်ပါးကကိုငယ်လေးကိုရိုက်နဲ့ဆုံးမတဲ့ဗီဒီယိုဖိုင်က live ပေါ်ကိုဧပြီလ21ရက်နေ့ညနေပိုင်းမှာပြန့်နှံ့လာပြီးတဲ့ကြောင့်ပါတော့ဧပြီလ22ရက်နေ့မနက်ပိုင်းမှာအဲ့ဖုံဖုံကိုဒီတန်ရက်ကြီးဥက္ကဋ္ဌတွေဒီတာနာနိုင်ကတွေတွားရောက်ခေါ်ဆောင်ပြီးဖမ်းဆီးလိုက်တယ်လို့သတင်းတွေရသိရပါတယ်အတိအကျဘယ်လိုပြောမလဲဒီဖုံဖုံကိုဘယ်လိုတက်တန်ချမယ်ဆိုတာမျိုးကတော့ဒီနေ့နေ့လေဒီနေ့23ရက်နေ့နေ့လေလောက်မှသိရမယ်လို့သိရပါတယ်ဒါကိုငယ်လေးကိုဘာအဖြစ်ကြောင့်ရိုက်နေတယ်ဆိုတော့အတိအကျမသိရပါမယ်ဒီဦးစင်းကဒီကျောင်းလန်ဆရာတော်နော်ဒီကျောင်းလန်ဆရာတော်ကိုငယ်လေးကိုရိုက်နေနေတဲ့ဗီဒီယိုဖိုင်ကိုဒီကျောင်းမှာပဲရှိတဲ့တက္ကမကနေဥစွာဗီဒီယိုရိုက်လိုက်တယ်တဲ့ရိုက်ပြီးတဲ့အချိန်မှာအဲ့တက္ကမကအဲ့ဗီဒီယိုဖိုင်ကိုတခြားဦးစင်းတရားကိုလက်ဆင့်ကမ်းပေးလိုက်တယ်ကိုယ်တိုင် live မှာမတင်ဘူးဒါပေမဲ့အဲ့လက်ဆင့်ကမ်းပေးလိုက်တဲ့ဦးစင်းက live မှာတင်လိုက်တဲ့အချိန်မှာတော့ညာတွင်းချင်းပဲဗီဒီယိုကပြန့်နှံ့သွားပြီးတော့မနက်မိုးလင်းတဲ့အချိန်မှာတော့ကျောင်းလန်ဆရာတော်ကိုဒါတာနာနာကဖွဲ့တွေကလာဖန်စီရတဲ့အချိန်တွေဖြစ်သွားတာပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုတော့ရာသီဥတုရမ်းပူတယ်နော်ရာသီဥတုရမ်းပူတဲ့ခါမှာကျတော့ဒီမှာနွားလေးတောင်မှတူလဲတဲ့နွားလေးတောင်မှလုံးဝပြက်လဲသွားတဲ့အခြေအနေထိတောင်မှဖြစ်တဲ့ဗီဒီယိုဖိုင်လေးတက်လာပါတယ်နောက်တစ်ခါကကျတော့ဗာလဲဆိုတော့ကာမီနောင်တော့ဒါတွေကတော့ကာမီနောင်တော့ထုံးစံတိုင်းပါပဲဒါကမယုတ်ပမာလို့ပြောနိုင်ကြပါတယ်ဒါ EV လည်းမဟုတ်ဘာမှမဟုတ်ဒီရိုးက CB ကစီကာပဲပြီးတော့ဗောနော်အပူတွေလုံးခဲ့ပြီးတော့နောက်တစ်ခုကတော့ဒါမန္တလေးမှာဗောနော်မန္တလေးမှာအပူရိတ်ကိုလိုရတဲ့နေရာလေးလုပ်ပေးထားတယ်တဲ့အဲ့ညမှာမိုးလည်းစောင်းတော့ပါလို့လည်းချွေးပါတယ်တဲ့တော်တော်လေးလည်းပိုက်ပါတယ်လို့နေကြတယ်နော်နောက်တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်8ရက်တုန်းကလေပဲမိုးရွာတဲ့ကိစ္စနဲ့ပတ်သက်ပြီးဦးစင်းတစ်ပါးရှင်းပြထားတဲ့ဗီဒီယိုပိုင်းမှာတူနားထောင်ကြည့်လိုက်ကြအောင်အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါလိုက်ပေါ်မှာအခုဖရားရင်မြင်နေမှာပဲမိုးရွာတဲ့ကိစ္စအဲ့ဒါလေးနည်းနည်းရှင်းပြခြင်းလို့ပါဟိုမဟုတ်တာတွေဖြစ်မှာဆိုလို့ပါဒီအချိန်ကနဘဲတီးတီးတဲ့အချိန်မှာနဘဲတီးတီးတဲ့အချိန်နော်ဦးဇင်းတို့ရခိုင်ခေါ်ကတော့နှမ်းဖေးတီးလို့ခေါ်တယ်အဲ့ကောင်ရဲ့အစီကအဲ့လိုပေးစိတ်လို့ပဲတော့ဘာကြောင့်ဖရားပေါ်မှာပေးစိတ်တွေပဲရွာတာလဲဆိုမဟုတ်ဘူးဗျဒီမှာအရန်စီတီတွေရှိတယ်အရန်စီတီတွေဟိုမှာထီတော်လေးတွေမှာနော်ဆုံးဆွဲပြမယ်အဲ့ဘဲအဲ့ဒါငှက်တိုက်တွေထဲမှာမှတွေ့လားအရန်စီတီတွေအများကြီးပဲနော်အရန်စီတီတွေမှာငှက်တိုက်တွေအဲ့ဒါစာကလေးတွေနော်စာကလေးတွေရှိတယ်နောက်ဟိုဆယ်ရက်တွေလေးရှိတယ်တို့တို့တွေကနဘဲတီးတီးတဲ့အချိန်ဆိုရင်နဘဲတီးတွေစားပြီးတို့အဲ့အတိုက်ထဲမှာနေတာထီတွေနော်ထီတွေအတိတ်ထဲမှာနေခဏမနဲ့မိုးလင်းတို့ဒီကောင်နဲ့မစင်စွန့်တော့အဲ့နဘေးတီးအစီလေးတွေအကူပြုတ်ကြပြီးတော့ပြန်ကျင်းနေတာလေအဲ့ဒါကြောင့်များတော့ဖျားပေါ်မှာတွေ့ရတယ်ဆိုတော့ဖျားပေါ်မှာပဲများတော့ငှက်တွေနေကြတာများတယ်လေနော်ခိုးတွေပါလေးဆိုရင်ဖျားเจ้าတို့ဘာတို့ဒီလိုတဘောရှိတယ်မဟုတ်ပါဘူးနော်ဖေးမိုးရွာတယ်ဆိုတာမဟုတ်ပါဘူးဦးဇင်းတို့ဒီမှာလေးရွာပါတယ်နေ့တိုင်းတွေ့တယ်တချို့ကပလင်းနဲ့ကောက်ထဲသွားပြီးတော့နော်ဖျားเจ้าမို့ဒါဖေးမိုးရွာတယ်ထူးဆန်းတယ်ဆိုပြီးတော့ဖျားเจ้าမို့တင်ထားကြတော့အဲ့ဒါမမကအဲ့ဒါငှက်ရှိတယ်ဗျငှက်ရှိတယ်နော်မဟုတ်ဘူးဖေးမိုးလုံးဝမဟုတ်ပါဘူးနော်ဒါဦးဇင်းတို့မော်တင်ဆုံးမှာလည်းအပြင်းထန်ဖြစ်တဲ့ကိစ္စပါတချို့တွေကဖျားပေါ်မှာကောက်လာကြတော့မဟုတ်ပါဘူးအဲ့ဒါလေးရှင်းပြတာပါနော်ဒီချိန်ကနဘေးတီးတဲ့အချိန်မှာနဘေးတီးတဲ့အချိန်ဆိုရင်ဒါနဘေးတီးကိုနေ့တိုင်းဒီချိန်မှာပဲမိုးတွင်းကိုဖေးမိုးရွာပါဆိုတော့မရွာပါဘူးဘာကြောင့်လဲဆိုတော့နဘေးတီးတဲ့အချိန်မဟုတ်လို့ပါနော်ဒီအချိန်ကနဘေးတီးတဲ့အချိန်ဆိုငှက်တွေတအားစားလို့လေအဲ့ဒါတို့ကမစင်စွန့်ပါတယ်အဲ့တော့မစင်နဲ့အတူပါလာတာပါနော်အဲ့ဒါပေးမိုးရတယ်ဆိုပြီးတော့အဲ့နဘေးတီးအစီကလည်းသူကပဲစေးနဲ့နည်းနည်းဆင်းတယ်နော်မဟုတ်ပါဘူးမယုံရအဲ့ဒီအစီလေးကိုကြိုက်ကြည့်ပါအထက်မှာအပင်ပေါက်တွေရှိပါတယ်နော်ပေးမိုးလုံးဝမဟုတ်ပါဘူးအဲ့ဒါလေးကိုရှင်းပြတာပါဦးဇင်းတို့လည်းဒါမိုးတင်သွန်းမှာလာတဲ့ဧည့်သည်တွေအဲ့လိုပဲကောက်သွားကြတော့မဟုတ်ဘူးဆိုတဲ့အကြောင်းဦးဇင်းတို့ရှင်းပြတာပါနော်ကောင်းကင်ဘဝပေးတွေကြာလာတယ်ဆိုတာဖြစ်နိုင်မှာမလားမဟုတ်ပါဘူးနော်အခုတော်တော်များများ live ပေါ်မှာ TikTok ပေါ်မှာတွေ့လို့အဲ့ဒါဦးဇင်းတို့လည်းရှင်းပြတာပါနော်
နောက်ထပ်တစ်ခု line ပေါ်မှာနာမည်ကြီးနေရတော့တာကေတာတဲ့တရေ6တဲ့ကိစ္စပေါ့နော်အဲ့တရေ6တဲ့ပုံကတိုက်သလိုတရေ6လို့ကိစ္စတော့နောက်ဆုံးဒီတချီကားနဲ့ပဲဇလန်ဆုံးသွားတယ်ပေါ့နော်ဘေးကနေ6လို့6မှမသိပကံပြားတွေကဘေးကပြစ်လို့ပြတ်မှမသိပဲနဲ့ဒီဇလန်ကတော့ဝိလေနဲ့အခုပကံပြားတွေလည်းမပြတ်တော့ဘူးဆရာဒီရွှေကျော်ဆရာကလည်းရောက်လာပြီးတော့ဖြည့်ရှင်းပေးလိုက်တယ်ဆိုပြီးတော့ဒီဇလန်လေးကတော့အဲ့လိုလေးအဆုံးတက်သွားတယ်လို့ပဲပြောလင်းရမယ်လို့ထင်ပါတယ်ဒါပေမဲ့အခုချိန်ထိအဲ့တာဂီတာကအဲ့4000ဆိုတဲ့လမ်းကို4000ဆိုတဲ့လမ်းကိုတွားရောက်ပြီးတော့ကြည့်ရှုနေတဲ့လူအုပ်ကတော့မနှဲပါဘူးတရေပေါ်လာနိုးနဲ့သူတို့တွားရောက်ကြည့်ရှုနေကြဆဲပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါတခြားသတင်းတွေကပြောပြတင်တာတော့နောက်ထပ်သတင်းရတော့ဒါပုံစံပေါ့စထားမြန်မာနိုင်ငံရန်ကုန်ကနေမန္တလေးကိုပြေးဆွဲမဲ့ဒီအစစ်မြင့်စထားကြီးပေါ့နော်အဲ့ဒါကြီးကိုအစိုးရငွေကုန်ကြေးကြခံပြီးတော့ဆောင်ရွက်ပေးပါမယ်ပေါ့နော်ကဲပြည်သူတွေအစီအပြေးစီအောင်ဆိုပြီးတော့ဆောင်ရွက်ပေးမယ်ဆိုတဲ့သတင်းတစ်ပုဒ်ရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒါအစိုးရကဒီအခုမှသမ္မတအသစ်တက်တာလေနော်သမ္မတအသစ်တက်တဲ့အချိန်မှာရက်တရာစီမံကိန်းဆိုတဲ့စီမံကိန်းလေးရှိနေပြီဖြစ်ပါတယ်နောက်ပြီးတော့ဆိုရင်သမ္မတကြီးဦးမင်းအောင်လှိုင်ကိုတရုတ်ကိုယ်စားလှယ်တွေထိုင်းကိုယ်စားလှယ်တွေကလာရောက်ပြီးတော့တွေ့ဆုံတဲ့ဒါမှတ်တမ်းသတင်းတွေလည်းရှိနေပါတယ်ဗောနော်ပြောစရာအကြောင်းတွေအများကြီးဖြစ်ပေမဲ့နိုင်ငံရေးသတင်းတွေကြတော့လည်းနိုင်ငံကြောက်လို့မပြောပါဘူးဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုအဆုံးထိလိုက်ပါကြည့်ရှုပေးအတွက်အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်လည်းကျွန်တော် live ပေါ်မှာတွေ့ရတဲ့ hot news လေးတွေနောက်တော့ဆိုရင်ထူးဆန်း trailer ကိစ္စလေးတွေကိုလာရောက်ပြီးတော့ညှောက်ပေးပါမယ်အဆုံးထိလိုက်ပါကြည့်ရှုပေးအတွက်အထူးပဲကျေးဇူးတင်ပါတယ်မိတ်ဆွေတို့ရဲ့ပြောလို့ comment တွေရှိလို့ရှင်လည်းအကြံပြတ်တွေရှိလို့ comment မှာဆွေးနွေးနေခွင့်ပါကြပါအောင်နော်